မျိုးသမီးတယောက်ဟာ3ရက်နဲ့3ညတိုင်တိုင်ရေကူးခတ်ခဲ့ရပေမဲ့ဘယ်ကုန်းမြေဘူးမှမတွေ့ခဲ့ပါဘူး။သူမဟာမောပန်းနွမ်းနေပြီးစိတ်ပြက်နေတော့နှင်းမြူတွေထဲကနေတစုံတစ်ခုသူ့မစီချင်းကပ်လာတာကိုမြင်လိုက်ရပါတယ်။သူမဟာချက်ချင်းပဲဓာတ်ကိုဆွဲထုတ်ပြီးသတိနဲ့စောင့်ကြည့်နေခဲ့ပါတယ်။နှင်းမြူတွေကိစ္စင်သွားတဲ့အခါမှာသူတို့ဟာသူမလိုပဲပင်လယ်ပြင်ဘေးအန္တရာယ်ကနေလွတ်မြောက်လာကြတဲ့လူတွေဖြစ်မှန်းသိလိုက်ရပါတယ်။ဒါပေမဲ့လှေပေါ်ကလူအများစုကသူမကိုလှေပေါ်တင်ဖို့သဘောမတူကြပါဘူး။အမျိုးသမီးတယောက်ရဲ့အတင်းကျပ်တောင်းဆိုမှုကြောင့်သာသူမဟာကယ်တင်ခြင်းခံခဲ့ရပါတယ်။စကားပြောဆိုကြရင်းနဲ့သူတို့အားလုံးဟာအေယာမပင်လယ်ရေတရဝါစမ်းကြီးတစ်ခုရဲ့တိုက်ခိုက်မှုကိုခံခဲ့ရမှန်းသိခွင့်ရခဲ့ပါတယ်။အဲ့ဒီနောက်အမျိုးသားတယောက်ကသူမရဲ့စပင်တွေကိုဆွဲလန့်ကြည့်လိုက်တဲ့အခါစိမ့်ချုံနေတဲ့နိုင်ရွက်တွေကိုတွေ့လိုက်ရပြီးသူမဟာလူသားမဟုတ်ပဲနတ်မျိုးနွယ်တူဖြစ်နေမှန်းသဘောပေါက်သွားပါတယ်။လူတိုင်းဟာထိတ်လန့်သွားကြပြီးသူမဟာအမှန်တရားကိုဖုံးကွယ်ထားတယ်လို့ယူဆခဲ့ကြပါတယ်။ကံကောင်းချင်တော့အဲ့ဒီအချိန်မှာပဲအဝေးကနေနောက်ထပ်သင်္ဘောတစ်စီးပေါ်လာခဲ့ပါတယ်။လူတိုင်းကဝမ်းသာအားရနဲ့အော်ဟစ်အကူအညီတောင်းကြပေမဲ့နှင်းမြူတွေကွဲအံသွားတဲ့အခါအဲ့ဒါဟာသင်္ဘောမဟုတ်ပဲအရင်ပင်လယ်ရေတရဝါစမ်းကြီးဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။ဒီတစ်ချိန်မှာတော့တရဝါစမ်းကြီးကအရှိကနေတိုက်ခိုက်ခြင်းမဟုတ်ပါဘူး။လူတွေအားလုံးရဲ့အာယုံကအရှိဘက်ကိုရောက်နေတော့မှသူဟာအနောက်ကနေရောက်လာပြီးလေကိုရှိသမျှအရှိန်ဟုန်နဲ့ဝင်တိုက်ပါတော့တယ်။လေပေါ်ကလူတွေက DF မလေးကြောင့်ပဲဘေးဒုက္ခတွေရောက်ရတာလို့ယူဆပြီးတရဝါစမ်းကြီးရဲ့အစာဖြစ်သွားအောင်သူမကိုပင်လယ်ထဲတွန်းချပစ်လိုက်ကြပါတယ်။သူမရေထဲကျသွားတဲ့အချိန်မှာတရဝါစမ်းကြီးကသူတို့စီထပ်မံချင်းကပ်လာတာကိုမြင်လိုက်ရပါတယ်။အဲ့ဒီရုပ်တဲတဲဖြစ်နေတဲ့အချိန်မှာအမျိုးသားတယောက်ကဖောင်သေးလေးတစ်စီးနဲ့ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီးကျန်တဲ့သူတွေကတော့တရဝါစမ်းကြီးရဲ့တိုက်ခိုက်မှုကြောင့်တေဆုံးသွားခဲ့ကြပါတယ်။အခြေအနေအားလုံးပြန်လည်ငြိမ်သက်သွားတဲ့အခါ F-Malay Blattery ရဲ့ဟာအမျိုးသားရဲ့ဖောင်ပေါ်ကိုတက်လာခဲ့ပါတယ်။အခက်အခဲများစွာကိုအတူတူရင်ဆိုင်ပြီးနောက်မှာတော့သူတို့နှစ်ယောက်ဟာတယောက်ကိုတယောက်စတင်ယုံကြည်လာကြပါတယ်။စကားစမြည်ပြောရင်းနဲ့ Blattery ရဲ့ဟာအဲ့ဒီအမျိုးသားရဲ့နာမည်က Havran ဖြစ်ကြောင်းနဲ့သူ့ရဲ့တိုင်းပြည်ဟာ Okwor စစ်တပ်ရဲ့တိုက်ခိုက်မှုကိုခံခဲ့ရကြောင်းသိရှိသွားပါတယ်။ဒါကိုကြားလိုက်ရတဲ့အခါ Blattery ရဲ့ဟာအရန်ကိုစိတ်လှုပ်ရှားသွားခဲ့ရပါတယ်။ဘာလို့လဲဆိုတော့သူမဟာဆော်ရွန်ရဲ့အစအနတွေကိုလိုက်လံရှာဖွေနေတာကြားပြီးဖြစ်လို့ပါ။သူမက Havran ကိုအောက်တွေကိုရှာဖွေဖို့အတွက်တောင်ဘက်ကုန်းမြေတွေစီအတူတူလိုက်ခဲ့ဖို့တောင်းဆိုပေမဲ့ Havran ကတော့သူ့ရဲ့ဇာတိမြေကိုပြန်သွားပြီးအသက်အန္တရာယ်မစွန့်စားခြင်းမှုဆိုကပြက်ပြက်တသားညှင်းဆိုခဲ့ပါတယ်။ပင်လယ်ပြင်ထဲမှာမျောပါနေရင်သူတို့နှစ်ယောက်ဟာပြင်းထန်တဲ့မုန်တိုင်းတစ်ခုနဲ့တိုးပါတော့တယ်။ရုတ်တရက်မိုးကြိုးပစ်ချလိုက်တဲ့အချိန်ကသူတို့ရဲ့ခြေချင်းဝတ်နှောင်ကြိုးတွေကိုပြတ်တောက်သွားစေပြီး Blattery ရဲ့ဟာပင်လယ်ထဲကိုကျသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲ Havran ကကျိုးတစ်ချောင်းဟာလေးလံတဲ့အရာတစ်ခုနဲ့တူသူမကိုပင်လယ်ရေနက်ပိုင်းနဲ့ဆွဲခေါ်သွားတာကိုမြင်လိုက်ရပါတယ်။သူဟာသူမကိုကူညီဖို့ရေထဲကိုချက်ချင်းခုန်ချခဲ့ပေမဲ့ကျိုးထုံးကဘလို့မှဖြေလို့မရပါဘူး။အဲ့ဒီအချိန်မှာ Blattery ရဲ့ဓာတ်မြောင်ကိုသူမြင်သွားပြီးအဲ့ဒီဓာတ်နဲ့ကျိုးကိုဖျက်တောက်လိုက်တဲ့အတွက်သူတို့နှစ်ယောက်စလုံးတေဘေးကနေတီတီလေးလွတ်မြောက်ပြီးရေပြင်ပေါ်ပြန်တက်လာနိုင်ခဲ့ပါတယ်။မုန်တိုင်းတန်ငြိမ်သက်သွားပြီးနောက် Blattery ရဲ့မျက်လုံးပွင့်လာတဲ့အခါသူမရဲ့အရှိမအေယာမသင်္ဘောကြီးတစ်စီးရှိနေတာကိုတွေ့လိုက်ရပါတယ်။သင်္ဘောပေါ်ကလူတွေကသူမရဲ့စိမ့်ချုံနေတဲ့နေရွက်တွေကိုကြည့်ပြီးနတ်မျိုးနွယ်မှန်မှတ်မိသွားကြပါတယ်။လူတိုင်းကသူမကိုထူးဆန်းတယ်လို့မေးကြည့်နေကြပြီးသင်္ဘောကပတိန်ကတော့သူမကိုသူတို့ရဲ့တိုင်းပြည်စီခေါ်ဆောင်သွားပြီးအုပ်ချုပ်သူမင်းဆိုးရာဇာတွေအရှိမတင်ဆက်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။